မကျွတ်လွတ်သေးတဲ့စစ်သားတွေညာတိုင်းစစ်တိုက်နေရဆိုတဲ့ကျွန်းညိုဘော်ကခန့်တက်ကြီးပရိသတ်များအားလုံးမင်္ဂလာပါရှင်အမိုင်းချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုမြင်နေရတဲ့ခန့်တက်ကြီးကတော့ပင်လယ်ထဲကကျွန်းတစ်ခုပေါ်မှာရှိနေရဖြစ်ပြီးပင်လယ်ရေကြောင်းကရန်သူတွေကိုကာကွယ်ဖို့အတွက်ကျွန်းအပြည့်အဆောက်လုပ်ထားတာလည်းဖြစ်ပါတယ်ပထမကမ္ဘာစစ်အတွင်းကရှေးဟောင်းလက်ရာတွေနဲ့ပြည့်နေနေတဲ့ခန့်တက်ကြီးဟာဒီနေ့မှာတော့လူသူအရောက်ပေါက်နေတဲ့စွန့်ပစ်ခံအဆောက်အုံကြီးတစ်ခုဖြစ်နေပါပြီတမိုင်းလေးလာရေးအချို့ကသာရန်ဖရန်ကလာရောက်ကြတာဖြစ်ပြီးတော်ရုံလူကတော့ဒီကိုလာဖို့မဆိုထားနဲ့ကျိုးရဲ့အနာကိုတောင်မကက်ရဲကြပါဘူးဒီလိုမလာရဲတာကလည်းခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုရှိနေပါတယ်ဆိုတော့ဒီခန္ဓာကြီးထဲမှာမမြင်ရတဲ့ဘလို့အကြောင်းအရာတွေရှိနေတယ်လဲဆိုတာကိုသိရဖို့အတွက်စောင့်လေးစုံနေကြလေးတက်ပြီးတော့ဗီဒီယိုကိုအဆုံးထိကြည့်လိုက်ကြရအောင်ပါ Ghost လို့အမည်ရတဲ့ဒီခန္ဓာကြီးကိုတော့1858ခုနှစ်မှာတည်ဆောက်ခဲ့ရဖြစ်ပြီးအမေရိကန်နိုင်ငံမိန်းပြည်နယ်ရဲ့ရေပိုင်းနဲ့အတွင်းက Granite ကျွန်းပေါ်မှာတည်ရှိနေရဖြစ်ပါတယ်။ပင်လယ်တွင်းမှာရှိနေရဖြစ်လို့လမ်းတွေလျှက်စစ်ဓာတ်အားတွေဘာတစ်ခုမှမရှိပါဘူး။အရင်ကတော့ tourist တွေလာရောက်လည်ပတ်မှုရှိကြပေမဲ့ကျွန်းနားမှာကြောက်ဆောင်ကြီးတွေကထူထပ်ပေါ်များပြီးတော့လှိုင်းကျန်းတာကြောင့်လာရောက်တဲ့သူအနည်းငယ်သာရှိပါတော့တယ်။တင်မော်ကြီးတွေကပ်လို့မရပဲလေငယ်လေးတွေနဲ့ပဲလာလို့ရတဲ့နေရာဖြစ်နေရကြောင်းပထမကမ္ဘာစစ်အတွင်းမှာအမေရိကန်တွေကခံတပ်ပြုလုပ်ဖို့အတွက်နေရာကောင်းအဖြစ်ရွေးချယ်ခဲ့ပုံရပါတယ်။ထုံးကြောက်သားတွေနဲ့ပဲတိစောက်ထားခဲ့တဲ့ခံတပ်ကြီးဖြစ်တာကြောင့်ဒီနေ့ချိန်ထိပျက်စီးယိုယွင်းမှုဘာတစ်ခုမှမဖြစ်ပဲခြုံတွေရင်ကြီးတွေတက်ယုံလောက်သာရှိပါတယ်။ကျင်းမြောင်းတဲ့ရှောင်းလန်းတွေဥမင်လှိုင်ကောင်းတွေပါရှိတဲ့ခံတပ်ကြီးဟာဝေရင်ပေါ်ကကြည့်မယ်ဆိုရင်ကျွန်းပေါ်မှာစီဝိုင်းတစ်ခုချထားသလိုပုံစံမျိုးရှိပါတယ်။ဒီနေရာမှာညဆိုရင်စစ်သားတွေရဲ့အော်ဟစ်ပြေးလွှားတန်တွေစစ်ဖက်နှက်တန်တွေနဲ့တနက်ပစ်တန်တွေကိုမကြာခဏကြားရလိမ့်ရှိပါတယ်။လူသူတယောက်မှရှိမနေတဲ့ကျွန်းပေါ်မှာဒီလိုအတန်တွေကိုကြားခဲ့ရတဲ့သူတွေကငါးဖမ်းသမားတွေနဲ့ကင်းဆောက်တပ်သားတွေဖြစ်ပါတယ်။ဒါကြောင့်ဒီခန္ဓာကြီးမှာမကျွတ်လွတ်သေးတဲ့စစ်သားတွေရဲ့ဝိညာဉ်တွေရှိနေရဆိုပြီးယုံကြည်လာကြတာပါ2012ခုနှစ်တုန်းကခရီးသွားလူငယ်အဖွဲ့တစ်ပွဲဟာဂျော့ခန္ဓာကြီးကိုလာရောက်လေ့လာရင်းနဲ့တညတာစကန်ချဖို့စီစဉ်ခဲ့ပါတယ်ဒီခန္ဓာကြီးနဲ့ပတ်သက်တဲ့သတင်းတွေကိုတတိုးတသက်ချထားပေမဲ့ခေတ်လူငယ်တွေဖြစ်တာကြောင့်တိတ်ပြီးတော့စိတ်ထဲမှာမထားကြပါဘူးဒီလိုနဲ့သူတို့စီမှာပါလာတဲ့ကင်မရာတွေကိုခန္ဓာကြီးရဲ့နေရာအနှံ့မှာတက်ဆင်ထားပြီးတော့မနီးမဝေးကခေါ်ရီတာပေါ်မှာရွက်ဖြင့်တဲလေးထိုးကစကန်ချအိတ်ဆက်ကြပါတယ်ဒီလိုနဲ့မနက်2 နာရီ18မိနစ်ဝန်းကျင်လောက်မှာခန့်တက်အတွင်းပိုင်းကရှောက်လန်းတွေစီကနေညာအတန်ပေးပြီးတော့အော်လာတဲ့အတန်တွေကိုစတင်ကြားလိုက်ရပါတယ်။ဒီလိုနဲ့သူတို့နဲ့မလန့်မကမ်းမှာကျေလောင်တဲ့ပောက်ကွဲတန်တကူကြားလိုက်ရတာကြောင့်အားလုံးကလက်နိုးလာကြပြီးတော့ဟိုတီတီရှာဖွေခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ပတ်ဝန်းကျင်မှာတရဝါတကောင်တလေကိုမှမတွေ့ရပဲအရာအလုံးကတိတ်ဆိတ်နေပါတယ်။အဲ့ဒါနဲ့သူတို့အဖွဲ့လည်းတရေ6ခံရပြီဆိုတာကိုသိသွားပြီးတော့မနေ့ရောက်တာနဲ့ကျွန်းကနေအမြန်ထွက်လာခဲ့ကြပါတော့တယ်။သူတို့တက်ဆင်ထားတဲ့ကင်မရာတွေထဲမှာလည်းမဲအရိပ်တွေဖြတ်တန်းသွားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ကျွန်းညိုဘော်ကဒီခန္ဓာကြီးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ရေးပေးသွားပါအောင်နော်။ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။